မင်္ဂလာပါဒီပန်းမွေလေးတွေကတော့ကျွန်တော်တို့ဘက်မှာတော့ရွှေညံပွင့်ပန်းမွေလေးလို့ခေါ်ပါတယ်အခေါ်ဝမတူနိုင်ပါဘူးအရင်ဆုံးသေချာတန့်ရှင်ရေးလုပ်ပြီးမှကျွန်တော်တို့ကြက်ဥကိုထည့်ပေးပါဒါကတော့ကျွန်တော်တန့်ရှင်ရေးလုပ်ပြီးပါပြီဖြစ်တဲ့အတွက်ကြက်ဥလေးလုံးနဲ့ကျွန်တော်ထည့်ထားပါတယ်အရသာမုတ်ထည့်ပေးပါငရုတ်ကောင်းမုတ်ထည့်ပေးပါပြီးသွားရင်တော့အရသာတွေဝင်အောင်အခုလိုမျိုးနယ်ပေးရပါမယ်နယ်တဲ့အခါမှာအတင်းကြီးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အရသာဝင်လောက်တဲ့အနေအထားထိနယ်သွားပေးပါကြော်မှာဖြစ်တဲ့အတွက်စီထည့်ပေးပါစီထည့်ပြီးသွားပြီဆိုရင်တော့မီးပူလိုက်ရင်ကျွန်တော်တို့ရဲ့ပန်းမွင့်ကိုထည့်ပြီးကြော်ပါမယ်အောက်ကမီးလုံးဝများလို့မရပါဘူးမီးများရင်ကျွန်တော်တို့အတွင်းထဲမှာကြက်ဥတွေမကြက်ဖ ೇನೆ တူးသွားပြီးတော့လုံးဝစားကောင်းမှာမဟုတ်ပါဘူးမီးနည်းနည်းလေးနဲ့အခုလိုမျိုးစိတ်ရှိရှိလေးနဲ့ကျွတ်မွမွလေးဖြစ်အောင်ထီအောင်ကြော်ရပါမယ်ကျွန်တော်ကြော်ရတာအခုဆိုရင်အတွင်းသားတွေရောအပြင်မှာရောကျွတ်နေရဖြစ်တဲ့အတွက်ရသွားပါပြီရွှေညံပွင့်ပန်းမွင့်လေးတွေကိုအခုလိုမျိုးကြော်မစားဘူးဆိုရင်တော့ကြော်စားကြည့်ပါသူ့ရဲ့ပန်းမွင့်အရသာကိုကချိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကြက်ဥနဲ့တွေ့သွားတဲ့အခါမှာအရန်ကြီးကိုစားလို့ကောင်းပါတယ်ဒီပန်းမွင့်လေးတွေကိုအမျိုးမျိုးလှုပ်စားလို့ရပေမဲ့ကျွန်တော်ကတော့အခုလိုမျိုးလေးအလွယ်ကူရိုးရှင်းစွာကြော်စားရတာကိုပို့ပြီးကြိုက်ပါတယ်အရန်အရသာရှိတဲ့အတွက်အားလုံးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီပန်းမွင့်လေးတွေရှိတယ်ဆိုရင်တော့ကြော်စားကြည့်ကြပါ